လူသားတွေရဲ့ IQ ကမွေးကလေးကနေပြီးတော့မှတည်တဲ့ချိန်ကြီးတသက်မတ်ရှိနေတဲ့အရာမဟုတ်ဘူးပြီးတော့အသက်အရွယ်တစ်ခုရောက်တော့တဲ့အခါဆိုလို့ရှိရင်ရရက်တန်သွားတဲ့အရာလည်းမဟုတ်ဘူး IQ ဆိုတော့ကအသက်16နှစ်ထိပဲညံထက်တယ်အသက်25ထိပဲညံထက်တယ်အသက်50ထိပဲညံထက်တယ်ဆိုပြီးတော့ပြောကြရှိမှာပေါ့အချို့ကကျတော့လည်း IQ နှိမ့်နေမြင့်နေဆိုတော့ကမွေးရပါပြီးစားအဲ့ဒီစကားကကျွန်တော်တို့ကြားဖို့ကြအောင်ပေါ့နော်အချို့ကလေးတွေကကြောက်လဲမွေးကလေးကတာမန်သူတို့ထက်ညံဖို့ကောင်းနိုင်မျိုးလို့ရှိမှာပေါ့ဒါပေမဲ့အားမငယ်ပါနဲ့ IQ ဆိုတာကကိုယ့်ရဲ့လွတ်ရပုံမူတည်ပြီးတော့အနေမြင့်ကွာဝါတာဆိုပြီးတော့အတည်ပြုထားတဲ့သိပ္ပံလေ့လာချက်တွေအများကြီးရှိတယ်။တမိုင်းတစ်လျှောက်မှာအရန်ညာကောင်းပါတယ်ဆိုတော့ Albert Einstein တို့ Charles Darwin တို့ဒီ Thomas Edison တို့ကိုပဲဥပမာနဲ့ကြည့်ကြည့်လိုက်။ Albert Einstein ဆိုလို့ရှိရင်သူကကလေးဘဝတုန်းကညံနေနဲ့အတွေးကောင်နေတယ်ဆိုပြီးတော့တတ်မှတ်ခံခဲ့ရတဲ့ကလေးတယောက်ပေါ့နော်။သူ့ရဲ့ဆရာမတွေကသူ့ကိုညံမမီဘူးဆိုပြီးတော့ထင်ခဲ့ကြတယ်။ဒီ theory of human evolution ကိုရှာဖွေတွေ့ရှိခဲ့တဲ့ Charles Darwin ဆိုလို့ရှိရင်ကျောင်းနေဘဝတော့အရန်စာညံခဲ့တဲ့ကလေးတယောက်ဖြစ်ခဲ့တယ်။ဒီလျှက်စီမီလုံးတွေကိုတီထွင်ခဲ့တဲ့ဒီ Thomas Edison ဆိုလို့ရှိရင်ကျောင်းနေဘဝတော့ဆိုလို့ရှိရင်ညံနေနဲ့စာသင်ပေးလို့မရအောင်ဆိုပြီးတော့ကျောင်းထုတ်ခံခဲ့ရတဲ့ကလေးတယောက်ပေါ့နော်။ဒါပေမဲ့အခုချိန်မှာဆိုလို့ရှိရင်တို့တွေအကုန်လုံးကတမိုင်းတစ်လျှောက်မှာအတော်ဆုံးဒါမှမဟုတ်ညံအကောင်းဆုံးလူသားတွေဖြစ်နေတတ်မှတ်ခံခဲ့ရတယ်ပေါ့။တတ်မှတ်ထားကြရတယ်ပေါ့နော်။ဒီတစ်ခါဗီဒီယိုမှာကကိုယ့်ရဲ့ဉာဏ်ရည်ကိုယ့်ရဲ့အတွေးခေါ်ကိုယ့်ရဲ့ IQ ကိုမြင့်တင်လို့ရမယ်သိပ္ပံနည်းကျလေ့ကျင့်၅ခုကိုပြန်ပြီးတော့မျှဝေပေးပါမယ်။နံပါတ်1ပြင်ပအတန်တွေမပါဘဲနဲ့တွေးခေါ်တာလူအများစုကကျတော့ဉာဏ်တိုးတက်ချင်တာတို့အတွေးခေါ်ကောင်းတွေလိုချင်တာတို့ဆိုလို့ရှိရင်တို့ကတကူပြီးတကူကိုလောက်ရမယ်လို့ထင်နေကြတာပေါ့နော် podcast တွေနားထောင်တာတို့စာအုပ်တွေဖတ်တာတို့အများကြီးထပ်ပြီးလေ့လာရမယ်လို့ထင်ကြတယ်အဲ့ဒါတွေကျတော့မှန်ပါတယ်ဒါပေမဲ့အဲ့ထက်ကောင်းတဲ့နည်းလမ်းတစ်ခုရှိသေးတယ် neuroscience အရာဆိုလို့ရှိရင်လူသားတွေကပေါ့နော်ပြင်ပအတန်တွေမပါဘဲနဲ့အလောလောဝါလက်ခါဆိုလို့ရှိရင်ဥနောက်ကပို့ပြီးတော့ဆွမ်းထက်လာတယ်အကြံဉာဏ်ကောင်းတွေပိုရလာတယ်ရည်ရှိတူးခေါ်တယ်ဆိုတာပိုကောင်းလာတယ်Albert Einstein ရဲ့မှတ်ဉာဏ်လေ့ကျင့်နည်းတွေထဲမှာဆိုလို့ရှိရင်ဒီတစ်ခုကကျွန်တော်နာမည်အကြီးဆုံးတစ်ခုပေါ့နော် Albert Einstein ကစပွဲမှာထိုင်ပြီးတော့ဒီ mathematical equation တွေထိုင်လုပ်နေလို့ရှိရဆိုပေမဲ့သူကအားလက်ချိန်မှာဆိုလို့ရှိရင်လမ်းလျှောက်ရင်းနဲ့အတွေးများလေးရှိတယ်ပေါ့နော်ငါဒါကိုပြောင်းလဲလို့ရှိရင်ဘာဆက်ဖြစ်မလဲအလင်းရဲ့အမြတ်တုံးနဲ့ခီးထွက်လို့ရမလားအကသကြီးကပိတ်စာတစ်ခုလိုမျိုးကိုင်းညာမျိုးလားအဲ့လိုမျိုးပေါ့နော် Albert Einstein ကဘာမှမလုပ်ပဲနဲ့လမ်းပတ်လျှောက်ပြီးတော့အတွေးများရသူဆိုပြီးတော့လည်းနာမည်ကြီးတယ်ဆိုတော့ကကိုကညံထက်ချင်တယ်အတွေးကောကောင်းရင်လည်းဆိုလို့ရှိရင်တော့နေ့စဉ်ပုံမှန်ပြင်ပအတန်တွေမပါဘဲနဲ့ကိုယ့်အတွေးနဲ့ကိုယ်ပဲနေကြည့်အရှင်းသားမထောင်နဲ့ဖုန်းလည်းမသုံးနဲ့ဘာမှမလုပ်ပဲနဲ့ကိုယ့်အတွင်းနဲ့ပဲကိုနေကြည့်စသချင်းဆိုလို့ရှိရင်တော့ပြင်းစရာကောင်းတယ်လို့ထင်ရပေမဲ့ဖြည်းဖြည်းချင်းစီကိုယ့်ရဲ့အတွေးခေါ်နဲ့ကိုယ့်ရဲ့ဉာဏ်ရည်ကတိုးတက်လာနိုင်မယ်နံပါတ်1အခက်အခဲကိုခန်းစားပြီးမှသာအကူအညီယူဉာဏ်အရန်ကောင်းတယ်ဆိုတဲ့သူတွေကအခက်အခဲတစ်ခုကိုကြုံလိုက်ပြီဆိုလို့ရှိရင်ချက်ချင်းအကူအညီယူလေးမရှိဘူးဒါကဘာကိုပြောချင်တယ်လဲဆိုတော့ဥပမာကျောင်းမှာဆရာမကအရန်ခက်တဲ့တရားပို့စာတစ်ပုဒ်ကိုအင်စာပြလိုက်တယ်ပဲထားပါတော့တာမန်ကျောင်းသားတွေကကျတော့အင်စာမြန်ပြီးချင်လို့ဆိုပြီးတော့သူတို့က ChatGPT ကိုတော့မေးလိုက်မှာပေါ့အဲ့လိုဆိုလို့ရှိရင်တော့အင်စာချက်ချင်းပြီးတယ်ဒါပေမဲ့ညအရန်ကောင်းပြီးတော့ထက်မြက်တဲ့ကျောင်းသားတွေကကျတော့သူတို့ဘာသူတို့အရင်ဦးဆုံးတွက်ကြည့်တယ်သူတို့ဘာသူတို့အရင်ဦးဆုံးအဖြေရှာကြည့်တယ်ခဏခဏစူးစမ်းကြည့်တယ်နောက်ဆုံးမရမှသာ AI ကိုသွားမေးတယ်အဲ့ဒီကျောင်းသားနှစ်ယောက်က AI ကိုသုံးတာချင်းအတူတူပဲဒါပေမဲ့အလေးအကျင့်ပဲကွာသွားတာ psychologist တွေကဒီဥစ္စာကို productive struggle လို့ခေါ်တယ်ကိုယ့်ရဲ့ဦးနောက်ကအခက်အခဲတွေကိုစူးစမ်းပြီးတော့အဖြေရှာရတယ်ဆိုလို့ရှိရင်ဦးနောက်ဆောင်ရည်ကသူ့လိုညှင့်တက်လာလိမ့်မယ်ဒီလောက်ထိရှိတဲ့အခက်အခဲကိုမရရအောင်ဖြေရှင်းဖို့လို့ရှိရင်ဒီလောက်ထိရှိတဲ့ဉာဏ်ရရလိမ့်မယ်ဒါမှမဟုတ်ကိုကဒီလောက်ပဲကြိုးစားရဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဉာဏ်ရရတယ်ဒီလောက်ပဲရနိုင်လိမ့်မယ်ဒီ World Chess Champion ဖြစ်တဲ့ Magnus Carlsen ဆိုလို့ရှိရင်သူက chess နဲ့ပတ်သက်တဲ့ strategy ကိုတစ်ခါလောက်ဖတ်ကြည့်တယ်ပြီးလို့ရှိရင်သူမှတ်မိတဲ့လောက်ထပ်ကတည်းကပြန်ပြီးတော့စော့ကြည့်တယ်လုံးဝမရတော့တဲ့ခါကျမှသာသူကစာအုပ်ကိုပြန်ပြီးတော့ဖတ်ကြည့်တယ်ပေါ့နော်ဒီနီလန်ကိုသူငငယ်တဲ့ကသုံးတော့တာအခုချိန်ဆိုလို့ရှိရင်သူကကမ္ဘာ IQ အမြင့်ဆုံးလူသားစင်းထဲမှာပါနေပြီပေါ့ကိုက IQ မြင့်ချင်တယ်ညံထချင်တယ်ဆိုလို့ရှိရင်တော့ပြဿနာတွေကြုံလာတိုင်းထပ်ကတည်းကရင်ဆိုင်ကြည့်ကိုကခဏလှုပ်လေကိုယ့်ဉာဏ်ကြီးကထက်လာလေပဲဒါကကျတော့ဦးနောက်ရဲ့အကောင်ဆုံး mechanism တစ်ခုပေါ့နော်နံပါတ်3အပြင်းပြေစာရေးကြည့်လူအများစုကကျတော့စာအုပ်ထဲမှာစာချရေးတဲ့အခါဆိုလို့ရှိရင်ကိုခုကိုမှတ်မိဖို့တော့ပဲရေးကြတယ်ပေါ့ဒါပေမဲ့အတွေးခေါ်အရန်ကောင်းတဲ့သူတွေကကျတော့သူတို့စိတ်ကြည်ဖို့အတွက်စာရေးကြတယ်ဒီ Leonardo da Vinci ဆိုလို့ရှိရင်သူ့စိတ်ထဲမှာပေါ်လာတဲ့မြောက်စာအုပ်ထဲမှာချရေးကြည့်တယ်မိကွန်းတွေရော idea တွေရော diagram တွေရောဒီ physics equation တွေရောအဲ့ဒါအကုန်လုံးကိုသူ့အတွေးခေါ်အကုန်လုံးကိုပေါ့ချရေးလေးရှိတယ်ဒါကကျတော့သူတင်မကသေးဘူး Albert Einstein နဲ့အတူတူပဲ Albert Einstein ရဲ့စပွဲဆိုလို့ရှိရင်အမြဲတမ်းရှုပ်ပွားနေပြီးတော့အတွေးခေါ်မှန်သမျှကိုချရေးကြတဲ့စာရွက်တွေအပုံလိုက်ရှိတယ်ဒီလေ့ကျင့်ခန်းကဘာဖြစ်လို့ဉာဏ်ရည်ကိုဖွံ့ဖြိုးစေရလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီ Princeton University နဲ့ UCLA ရဲ့ study တွေအများကြီးရှိတယ်ကိုကအတွေးခေါ်တိုင်းကိုလက်နဲ့ချရတဲ့အခါဆိုလို့ရှိရင်ကိုယ့်ရဲ့နားလည်နိုင်စွမ်းကစာအုပ်ကိုဖတ်ပြီးတော့လေ့လာတာတို့အမြင်အောင်နဲ့ကြည့်ပြီးတော့လေ့လာတာတို့ထက်အများကြီးပိုတာတယ်ကိုယ့်ရဲ့အတွေးခေါ်တိုင်းကိုလက်နဲ့ချရတဲ့အခါဆိုလို့ရှိရင်လွတ်နေတဲ့နေရာတို့လောချက်ရှိနေတဲ့နေရာတို့ပြုပြင်ရမယ့်နေရာတို့အစရှိတဲ့နေရာတွေအကုန်လုံးကိုကိုပြသိလာလိမ့်မယ်အချိန်ကြာလာတဲ့အခါဆိုလို့ရှိရင်ကိုယ့်ရဲ့အတွေးခေါ်တိုင်းကတိတိကျကျနဲ့ပို့ပြီးတော့ပြည့်စုံလာလိမ့်မယ်
Number 4မှတ်ဉာဏ်ချက်ချင်းကကိုကဘယ်လောက်ထိမှတ်မိနိုင်လဲဆိုတော့တမကသေးဘူးဘယ်လောက်ထိမြန်မြန်ဆန်ဆန်တွေးခေါ်နိုင်လဲဆိုတော့လည်းအရေးကြီးသေးတယ်အချို့သူတွေကအကြောင်းအရာတွေအများကြီးကိုသိထားပြီးတော့အရေးကြုံလာတဲ့အခါဆိုလို့ရှိရင်ချက်ချင်းပြန်အသုံးမချနိုင်မျိုးလည်းရှိတယ်ဥပမာကိုကစာလုပ်ထားရတဲ့သားနဲ့စာမွေးပွဲနဲ့ရောက်တော့အကြောင်းအရာတစ်ခုကိုအကြာကြီးပြန်စဉ်းစားနေရမျိုးဖြစ်ဖို့ရှောင်အောင်ပေါ့နော်အဲ့လိုမျိုးမဖြစ်အောင်ကိုယ့်ရဲ့အတွေ့အခေါ်မြန်ဆန်အောင်လေ့ကျင့်လို့ရမယ့်နည်းလမ်းတစ်ခုရှိတယ်။လက်စီရဲ့ဖခင်ဆိုပြီးတော့နာမည်ကြီးတဲ့ Nikola Tesla ဆိုလို့ရှိရင်သူဖန်တီးတဲ့ဖန်တီးမှုတိုင်းကိုအသေးစိတ်အတွင်းကျစိတ်ထဲကနေပုံပေါ်နိုင်တယ်။အပြင်မှာလက်တွေ့ဖြုတ်ပြီးတော့ပြုပြင်စရာမလိုဘဲနဲ့စိတ်ထဲကနေပြီးတော့မှဘာလို့ဘလို့ပြင်ရမယ်ဆိုပြီးတော့ဘာညာဖြစ်နိုင်ရေးအကုန်လုံးကိုတည်တည်ချာချာသုံးသပ်နိုင်တယ်။အဲ့ဒါကိုကျတော့ third dimensional visualization လို့ခေါ်ရပေါ့နော်။ကိုကလည်းအဲ့ဒီရည်ချင်းကိုရရှိနေဆိုလို့ရှိရင်ပထမအောင်ဆုံးသိထားရမှာကကိုမှတ်မိရှင်တဲ့အကြောင်းအရာကိုအကြံပြင်းနားလည်ထားရမယ်။ပြီးလို့ရှိရင်ဒုတိယအချက်ကအဲ့ဒီအကြောင်းအရာကိုအပိုင်းပိုင်းစီခွဲပြီးတော့တစ်ပိုင်းချင်းစီမှတ်မိအောင်လေ့ကျင့်လူအများစုကကျတော့တစ်ခုခုလေ့လာလို့ရှိရင်အကုန်လုံးရောသမမှုပြီးတော့မှတ်သိရှိရပေါ့နော်အဲ့လိုမလုပ်နဲ့ဥပမာကိုကအကြောင်းမှာ presentation လုပ်မယ်ဆိုလို့ရှိရင် hook အရင်လာမယ်ပြီးလို့ရှိရင် intro လာမယ်ပြီးလို့ရှိရင် context လာမယ်ပြီးလို့ရှိရင် thesis statement လာမယ်ပြီးလို့ရှိရင် outro လာမယ်အဲ့လိုမျိုးကွာတစ်ပိုင်းချင်းစီခွဲစိတ်ပြီးမှသာတစ်ပိုင်းချင်းစီကိုသိချပြင်ဆင်တတိယအဆင့်ကကျတော့ကိုလေ့လာနေတဲ့အကြောင်းအရာကိုတစ်ပိုင်းချင်းစီပြင်ဆင်ပြီးမှတ်ပြီးဆိုလို့ရှိရင်ခေါင်းထဲမှာအစဆုံးပုံပေါ်ကြည့်လိုက်ဒီနီလန်းနဲ့နေ့တိုင်းလေ့ကျင့်လို့ရှိရင်ကိုယ့်ရဲ့ idea တိုင်းကိုယ့်ရဲ့အတွေ့အခေါ်တိုင်းကိုကမှတ်စုစာအုပ်ထဲမလိုဘဲနဲ့ပြန်ရှင်းပြနိုင်နိုင်မယ် Number 5ကိုယ့်ရဲ့ cognitive energy ကိုချွေတာဉာဏ်အရန်ကောင်းတဲ့သူတွေကသူတို့ရဲ့စိတ်ခုံအားကိုနေရာထဲမှာလိုက်ပြီးတော့အသုံးချမနေဘူးကျွန်တော်တို့နားလည်ထားမှာကကျွန်တော်ရဲ့တနေ့တာတွေးခေါ်နိုင်စွမ်းနဲ့ဥနောက်စွမ်းရည်ဆိုတော့ကကျွန်တော် limit ရှိတယ်ဥနောက်ကကျွန်တော် battery တစ်ခုလိုပဲကိုကနေရာထဲမှာလိုက်ပြီးတော့အသုံးချနေလို့ရှိရင်စိတ်ပင်ပန်းပြီးတော့ဘာမှဆက်လုပ်နိုင်မှာမဟုတ်တော့ဘူးအဲ့ဒါကြောင့်ကိုယ်နဲ့မသက်ဆိုင်တဲ့အကြောင်းအရာတို့ကိုယ့်အတွက်အကျိုးဖြစ်စေမယ့်အကြောင်းအရာတို့ဆိုလို့ရှိရင်တွားပြီးတော့အာရုံစိုက်မနေနဲ့ကိုယ်အတွက်အရင်ပါတဲ့ကိစ္စဆိုလို့ရှိရင်တွားပြီး overthinking လုပ်မနေနဲ့နောက်တစ်ခုရှိတာကစိတ်ကိုအနာပိတတ်ဖို့လိုသေးတယ်လမ်းလျှောက်တာတို့အားကစားလုပ်တာတို့ဘာမှမတွေးဘဲနဲ့ထိုင်နေရတို့အဲ့လိုမျိုးပေါ့နော်ဘာမှခေါင်းထဲမှာမထားဘဲနဲ့နေတတ်ဖို့လည်းလိုသေးတယ်အဲ့ဒါပြင်းမှုကောင်းတယ်လို့ထင်ရပေမဲ့တကယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဉာဏ်ရည်အတွက်အရန်အရေးပါတဲ့လေ့ကျင့်ခန်းတစ်ခုပေါ့နော်ဆိုတော့ကိုကရှင်းလင်းနဲ့မြင်မြင်စံတွေးခေါ်တတ်ခြင်းနဲ့ဉာဏ်ရည်ထက်မြက်တော့လက်ရှင်နဲ့ဆိုလို့ရှိရင်တော့ကိုယ့်စီမှာဒီလေ့ကျင့်ခန်းခုလုံးရှိဖို့လိုတယ်ဒါရဲကျတော့ဘာမှလည်းကတ်တာမဟုတ်ကွာပတ်စံနဲ့ကွာတာမဟုတ်ဘူးအဲ့တော့ကိုယ့်ရဲ့တနေ့တာလောရတဲ့ထဲမှာဒီလေ့ကျင့်ခန်းခုလုံးကိုပအောင်လုပ်ပေးဒီလိုမျိုး self improvement နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆက်ပြီးလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ like and subscribe လုပ်ခဲ့ပြီပါ bye